မင်္ဂလာပါရှင် NFTC လို့လူသိများတဲ့ Nice Fair Training Center မှကြိုဆိုပါရရှင်။ကျမတို့ Nice Fair Training Center ဟာဆိုရင်ဖြင့်2024ခုနှစ်မှာစတင်ဖွင့်လှစ်ပြီးတော့ Ticketing Course Tourism Course တွေကိုသင်ကြားပေးနေရပဲဖြစ်ပါတယ်။ Ticketing Course ကိုကျမတို့သင်ကြားလိုက်ခဲ့တာဆိုရင်ဖြင့် Batch 4အထိရောက်သွားပြီးတော့ Tourism Course ကတော့ကျမတို့ Batch 2အထိပြီးဆုံးသွားပြီဖြစ်ပါတယ်။ကျမတို့ဒီသင်တန်းကျောင်းကနေပြီးသွားတဲ့သင်တန်းသားရာဆိုရင်ဖြင့်ကျမတို့ Nice Fair Travel Center ကုမ္ပဏီမှာပဲဖြစ်စေခြားသောဒီ Sub Agent မှာပဲဖြစ်စေပြန်လည်ပြီးတော့မှလုပ်ငန်းခွင်ဝေရောက်နိုင်တဲ့အထိကိုကျမတို့ Training Center ကနေပြီးတော့မှစီစဉ်ပေးထားပါတယ်။ကိုယ်ပိုင်လုပ်ငန်းတည်ထောင်လိုသူများ Sub Agent အနေနဲ့လုပ်ကိုင်လိုသူများအနေနဲ့လည်းကျမတို့ Training Center ကနေပြီးတော့မှသင်တန်းတက်ရောက်ပြီးတော့မှဒါကိုယ်ပိုင်လုပ်ငန်းတွေမှာပါဝင်ပြီးတော့မှလုပ်ကိုင်နိုင်တဲ့အဆင့်ထိကိုကျမတို့ကသင်ကြားပေးပါတယ်။ကျမတို့ Training Center ရဲ့အနေအထားတွေ facilities တွေကိုကျမဒီနေ့ပြသပေးမှာပဲဖြစ်ပါတယ်ရှင်။အားလုံးပဲအတူကျမနဲ့အတူလိုက်ကြည့်လိုက်ရအောင်။ဟုတ်ကဲ့ပါကျမတို့ရဲ့စာသင်ခန်းပဲဖြစ်ပါတယ်ရှင်ကျမတို့ရဲ့စာသင်ခန်းဟာဆိုလို့ရှိရင်လူကြီးအားဖြင့်အယောက်30ကိုကျမတို့သင်ကြားနိုင်ပါတယ်ကျမတို့ ticketing ပိုင်းမှာ ticket တွေကိုဒါကျမတို့ဘယ်လိုထုတ်ရလဲဒါမျိုးပိုင်းတွေကအစားကျမတို့သင်ကြားတဲ့အခါမှာအဆင်ပြေအောင်လို့ကိုယ်ပိုင် laptop တွေစီစဉ်ပေးထားပါတယ်ဆက်လက်ပြီးသွားကြည့်လိုက်ရအောင်ကျောင်းသူကျောင်းသားများအနေနဲ့သင်ပြအောင်လို့စီစဉ်ပေးထားတဲ့ဒါ restroom ပဲဖြစ်ပါတယ်ဒါကတော့ကျမတို့ Nice Fair Training Center ရဲ့ kitchen room ပဲဖြစ်ပါတယ်ကျမတို့သင်တန်းလာတဲ့အချိန်မှာလဲကျမတို့ break time မှာဒီမှာအတူတကွသင်တန်းသားတွေ coffee တောက်လို့ရတယ်မုတ်စားလို့ရတယ်ပေါ့နော်ကျမတို့ပေါ့ပေါ့ပါစာသင်ကြားလို့ရအောင်စီစဉ်ပေးထားပါတယ်ရှင်ကျမတို့ကျောင်းသားတွေစာသင်ကြားတဲ့အခါမှာလဲအေးလူနဲ့သင်ကြားနိုင်အောင်လို့ aircon ကိုလည်းစီစဉ်ပေးထားပါတယ်ပြီးတော့မီးပြတ်တဲ့အခါမှာလဲစိုးရိမ်စရာမရှိအောင် solar system ကိုလည်းကျမတို့တက်ဆင်ပေးထားပါတယ်ရှင်။ဒါကတော့ကျမတို့ travel agency တွေမှာမဖြစ်မနေလေ့လာသင်ကြားရမယ်။ကျမတို့ GDS Global Distribution System 3ခုပဲဖြစ်ပါတယ်။ကျမတို့ Travelport ရဲ့ Civil နဲ့ Amadeus System 3မျိုးပဲဖြစ်ပါတယ်ရှင်။အခုလာမယ့်မေလ second week မှာကျမတို့ basic ticketing course နဲ့ basic tourism course တွေကိုလည်းကျမတို့ NFTC အနေနဲ့ဖွင့်လှစ်သင်ကြားပေးဖို့သင်တန်း course အသစ်များလည်းစီစဉ်ထားပါတယ်ရှင်ဒီသင်တန်းတွေကိုစိတ်ဝင်စားရဆိုရင်ဖြင့်ကျမတို့ NFTC ရဲ့ hotline number ဖြစ်တဲ့94လုံး819 99ကိုဆက်သွယ်ပြီးတော့မှသင်တန်းများအပ်နိုင်ပါပါရှင်